ယူမမာရသွန်ပွဲအတွက်တော့ယူခဲ့တဲ့အိတ်လေးပြန်လို့ဘာတွေပါလဲဆိုတာဒါပြည်သူဖောက်ပြမှာဖြစ်ပါတယ်နော်ဒီအိတ်ကဘယ်လိုရလဲဆိုတော့Zora Iron Supply တွဲရနေပြီးတော့ဒါ giveaway လက်ဆောင်ပေးနေရခဲ့တာပေါ့လေလို့ချုပ်ပြောရတယ်ဖွင့်ကြည့်လိုက်မယ်ကျွန်တော်တို့ဖွင့်ကြည့်ပြီးသားပေါ့ဒါပြည်သူကြော်ဖွင့်ပြီးဒီဘာတွေပါလဲပေါ့နော်ဘယ်မှာတော့အေးဒီလိုထက်ကြမယ်နော်ဒါလည်းယူမမာရသွန် international မာရသွန်2026ပေါ့တောင်းပြန်ကြီးပဲမြင်ရမှာပါဒီဘက်မှာလည်းသူကဒီဘက်မှာတော့ဒါစပွန်ဆာပေးတဲ့ဟိုဟာတွေပေါ့နော်စပွန်ဆာတွေပေါ့Zora Iron Supply လို့ရှိမယ် event standing with you တဲ့ e-blast wallet ghost မနာတဲ့ Yuma ban ဘာပါကြီးတော့ prudential အမခံတဲ့အဲ့ဒါတွေပေါ့နော် City Home လည်းပါတယ်ဒါအင်းကြီးဒီအင်းကြီးဝစ်ပြေးရမှာဝစ်ပြေးရဆိုင်လေးတော့ media လေးပေါ့နော်အင်းကြီးဒီတတရရလေးလုံးလိုက်ပါမယ်နောက်တစ်ခုရှိဒီမှာခေါင်းလျှော်ရည်တွေထည့်ပြီးလိုက်ပါတယ်ထုတ်နှစ်ထုတ်သုံးထုတ်လေးထုတ်ငါးထုတ် clear man ပေါ့လုံးဝရှင်းတယ်ပေါ့နော်ဒီမှာပြည်သေးလေးပါလေတောင်စလက်တဲ့ကြောပြည့်လိမ့်သေးပေါ့နော်ဒါကြောပြည့်လိမ့်သေးပြီးတဲ့ခါမှာတို့ပြေးသမားတွေတော့နော်ထည့်ပေးတာ running back မှာပေါ့နော်ဒီမှာဗျာ clear ဒါလည်းပေါင်ရှင်းနေတာပေါ့နော်ဘူးပါထည့်ပေးတာကျွန်တော်တို့ခေါင်းမလျှော်တဲ့သူတွေနော်ခေါင်းလျှော်ရည်ကိုထုတ်လိုက်ဝယ်သုံးတဲ့သူတွေတော့ကွတ်တီပေါ့နော်ဒါကတော့ဒီရဲ့နေရာမှာလိုအပ်တယ်ပေါ့နော်နံပါတ်၄ပါ M21 ဆိုတော့21 ကီလိုမီတာပေါ့012ပေါ့နော်012ဒီမှာပါ NL8 နော်နိုင်လင်းထပ်ပေါ့နော်ကျွန်တော်ရဲ့21 ကီလိုမီတာပြေးမဲ့နံပါတ်ပါနော်ကြားလာပြီလို့ဒါတော့ကြော်ညာလေးပါခုနအောင်စလက်ကပေါ့နော်လူရဲ့ကြော်ညာလေးထည့်ပေးထားအောင်သူတို့စပွန်ဆာတွေဆိုတော့လေကြော်ညာစာရွက်လေးတွေပေါ့နော်အောင်စလက်ကြောပြည့်အန်ဂျီလိမ့်သေးဒီမှာဗျာပါလေးတော့ gifts ဒါလေးက gift voucher ပေါ့နော်ဒါလေးက for one time နဲ့တစ်ချိန်မနော်10 discount ဘာလဲတော့မသိဘူးနော်ဒီမှာပဲဒီချာကြည့်တော့ဒါကျွန်တော်ဒီဘူးလေးကိုင်းပြီးတော့ဒီလိုလေးရိုက်ပြီးတော့ဒါကွန်မန့်မှာဝင်ရေးလို့မလို့ဒီ gig ကိုရတာပါနော်ဒီ gig ကိုရတာပါဒီ21 ကီလိုမီတာပြေးဖို့အတွက်ဒီလက်မှတ်ပေါ့ဒီလက်မှတ်ကိုရတာပါနော်ပုံမှန်မြေမှာလုပ်တယ်ဆိုရင်3,000 လောက်တော့ရှိရပါရတာပါလေဒီမှာဒီဘူးလေးကဟောင်စုစေးပယုတ်စီတယ်ပယုတ်စီလည်းပါတယ်နော်ခုနလိမ့်လေးတွေရောပယုတ်စီတွေရောကွက်တီရနော်ကျွန်တော်တို့အပြေးစပူအပြေးထူးတဲ့လူတွေအတွက်ဒီမှာဒါပါလေတဘာတဲ့နဲ့ဒါကဟွာပါဒီလားသူကပြေးတဲ့ခါမှာဒီကောင်လေးစုပ်ပြေးကီလိုဝေးပြေးတဲ့ခါကျတော့ဒါလေးတွေကသူကအချင်းတက်ဆိုတော့လီးလုံးချင်းတက်လေးဆိုတော့ဒါပြေးနိုင်အောင်ပေါ့နော်အာဂျူမန်တက်ပြေးရမှာပါတထုံနော်တို့များတယ်လက်ကားရတာလေးကြည့်ပဲenergy gel တဲ့ဒါလည်းအဲ့လိုပဲလီမွန်နဲ့ဒါလေမော်လေးရတာပေါ့energyဒါလေးနှစ်ထုပ်ပါတယ်ပေါ့နော်ဒါပြေးတဲ့ခါမှာဒီကျဲကိုထည့်ပြီးတော့လူလွယ်ပြီးတော့ပြေးရမှာနော်24ရက်နေပြေးမှာအဲ့ဒါဗာကြံလေးလေဘာမှမကြံတော့ဘူးနော်ဒီတော့ဒါ running back လေးဒီမှာဒီစာအုပ်လေးပေါ့နော်ဒါသူတို့ယူ
Juma Manali International Marathon 2026အဲ့တော့ဒီစာအုပ်တွေသူတွေဒီထဲမှာအချက်လက်တွေပါတယ်ရေးရမယ်ဒီပြိုင်ပွဲကျင်းပမဲ့နေရာတွေဖွင့်လှစ်မယ်ဆိုတော့ဖွင့်လှစ်မဲ့ချိန်တွေချိန်ကန့်သက်တိုင်းတာတွေပြီးတော့ဒီမဲ့နေရာတွေပေါ့နော်ပြိုင်ပွဲကျင်းပမဲ့နေရာလိပ်စာပြီးတော့ပြိုင်ပွဲမှာဟိုဒီပြရမဲ့အချက်တွေပေါ့နော်လမ်းကြောင်းတွေလည်းပါတယ်ပေါ့နော်ဒီမှာလမ်းကြောင်းတွေရေးရမဲ့လမ်းကြောင်းတွေပေါ့နော်ရေးရမဲ့လမ်းကြောင်းတွေဒီမှာသူလည်းကြော်ညာလာအောင်မယ်သူကြောင့်မလို့လက်ကားရတာနံပါတ်ပြားတွေနိုင်မဝင်နံပါတ်ပြားတွေပေါ့နော်ဒီမှာဒီနံပါတ်လေးရတာကျွန်တော်တို့21နေအတွက်ပေါ့နော်ဒီလေကနံပါတ်ကတော့လေကနံပါတ်ကပါလေကနံပါတ်က10 ကီလိုမီတာတွေအတွက်ပေါ့နော်ဒီဘက်ကကျတော့5 ကီလိုမီတာပေါ့နော်5 ကီလိုမီတာတော့ fan rate ပေါ့နော်ပြီးတော့ပြေးတာပေါ့10 ကီလိုမီတာပါမယ်21ကကျတော့မီနီမာရသွန်ပေါ့ half မာရသွန်ပေါ့နော်တော့မာရသွန်တော့ဒါအစစ်ကြီးမဟုတ်သေးဘူး21 ကီလိုမီတာကျုံနံပါတ်စာကြောလောက်ပေါ့နော်ပြောရမယ်နော်ဒီရှက်ပေါ့နော်သူရဲ့ဒီရှက်တွေပေးမဲ့ပန်းဝင်မယ်ဆိုရင်ပေးမဲ့ဒါတစိတ်တွေပေါ့နော်သူကန့်သက်ချက်နဲ့သူပေးမှာပေါ့နော်ဒီမှာဒါပန်းဝင်တဲ့ခါမှာဒီရောင်လေးပေါ့နော်ဒါရှက်လေးတစ်ထည်ထပ်ရမှာပေါ့နော် finisher တွေအတွက်အဲ့လိုမျိုးပြီးတော့ဒီမှာဒါပြိုင်ပွဲဝင်တွေအတွက်ပြိုင်ပွဲညင်မွားမှုတွေရလက်တွေပြိုင်ပွဲအတွက်အမကန်တွေဆိုတဲ့စာတွေပေါ့နော်ဒါတော့လည်းကြော်ညာပဲနော်ဒီမှာပထမစုတွေဒုတိယစုတွေတတိယစုတွေပေါ့နော်အားဒီဘလောက်21ဆိုရင်ပထမစုက30လိန်30ဒုတိယစုက20တတိယစုက10 10ဟော1 to 10တွင်ဝင်နေဆိုရင်4ကနေ10တွင်က5သိန်းနော်အဲ့လိုမျိုး10 ကီလိုမီတာဆိုရင်ပထမစုက15သိန်းဒုတိယစုက10သိန်းတတိယစုက5သိန်း10တွင်ဝင်နေဆိုရင်2သိန်းအဲ့ပေါ့နော်ကျွန်တော်တို့ကတော့ရမယ်လို့တော့မထင်ဘူးဒီမဲ့နောက်တစ်ခုရှိသေးတယ်ဒါလေးကအရေးကြီးတယ်ဒါကတော့နော်ကျွန်တော်တို့သူကတော့ဒါကြောညာတွေနော်သူတို့ရဲ့စမော်သာတွေပေါ့နော်ဒါလေးကပြေးပြီးသွားပြီပြေးပြီးသွားလို့ကျွန်တော်21 ကီလိုမီတာပန်းဝင်တဲ့ခါကျရင်ဒီကောင်လေးပြပြီးရင်နှိပ်ခံလို့ရတယ်နော်21 ကီလိုမီတာပြေးပြီးသွားရင်အေးချောင်းနှိပ်ခံလို့ရတယ်အေးချောင်းတော့မဟုတ်တော်တော်ညောင်းပါဒါပါပဲသူရဲ့ပစ္စည်းတွေအစုံပေါ့နော်ဒီမှာပြပါမယ်ဒါပါပဲခင်ဗျာဒါပါပဲเนาะပြည်သူ